ဒီဗီဒီယိုမှာတော့ကျွန်တော်ကုရှတီအားကစားနည်းအကြောင်းကိုတွားရောက်လေ့လာပြခဲ့ပုံရဲ့နောက်ွယ်ကစူးစမ်းအထောက်မှုတွေကိုဒါပြောပြပေးချင်ပါတယ်။အရင်ဆုံးဒီအားကစားကိုစလေ့လာမယ်ဆိုတော့ဒါခန္ဓာကိုယ်ကပထမဆုံးအရေးကြီးဆုံးလို့ပြောလို့ရတယ်။ဘာလို့လဲဆိုတော့ခန္ဓာကိုယ်ကြန့်ခိုင်တောင့်တင်းနေမှာဒါတယောက်နဲ့တယောက်ဒါတိုက်ခိုက်လို့ရမှာဆိုတော့လေအဲဆိုတော့ဒါပထမဆုံးအနေနဲ့ဒါခန္ဓာကိုယ်ကိုစပြီးတော့train ဖြစ်တယ်ပေါ့နော်။ train တဲ့အခါမှာလည်းပေါ့နော်တစ်ဖက်ကဒီ cushion နဘန်းသမားတွေကကျွန်တော်လေးလာကြည့်သလောက်ပေါ့နော်ခန္ဓာကိုယ်ထွားထွားကြမ်းကြမ်းကြီးတွေနဲ့ပေါ့နော်လုံးဝအကြီးကြီးတွေပဲအဲ့ဒါဆိုတော့ကျွန်တော်ကဒီ body train တဲ့ချိန်မှာလည်းလုံးဝmass ပေါ့နော် muscle mass ကိုကြီးထွားအောင်ပဲ train ဖြစ်တယ်အရင် muscle တွေကွဲပြဲနေအောင်တော့မ train ဘူးเนาะ muscle mass ပေါ့ body ထွားထွားကြမ်းကြမ်းဖြစ်နေအောင်ကျွန်တော်အဲ့လိုမျိုးဒါသိချင်နေတာပေါ့နော်body train တဲ့နေရာမှာလည်းအဓိကအရေးကြီးတာကဒီ training အပြင်အစားတောက်ပါအရင်အရေးကြီးတယ်ပေါ့နော်ဆိုတော့ကျွန်တော်အစားတောက်တွေကိုဒါဒီချာချာလေးရွေးချယ်စားတောက်ပြပါတယ်ကျွန်တော်တို့ဒီနေ့ပဇွန်နဲ့စက်တောင်မယ်ကင်ပြီးတော့စားမှာဖြစ်ပါတယ်ဒီအိန္ဒိယကိုဒါရောက်သွားတဲ့အချိန်မှာကွာတကယ်ကျွန်တော်သွားချင်တဲ့နေရာကျတော့လုံးဝကုရှတီနဘန်းသမားတွေလုံးဝနေထိုင်တဲ့ကျောင်းကြီးကိုသွားချင်တာပေါ့နော်ဒါပေမဲ့အခြေအနေအမျိုးမျိုးကြောင့်ဒါကျောင်းတော့မဟုတ်ဘူးလေ့ကျင့်တဲ့နေရာတစ်ခုပေါ့နော်ဒါပေမဲ့လူငယ်ကစားသမားတွေအများဆုံးရှိတဲ့နေရာကိုကျွန်တော်ကရောက်ဖြစ်တယ်ပေါ့နော်ကလေးတွေဆိုပေမဲ့လည်းဒါ short တွက်လို့မရဘူးပေါ့နော်သူတို့ရဲ့ဒီတိုက်ခိုက်ရေးပညာတွေကအရန်မိုက်တယ်ကွာဒါသူတို့နဲ့ပဲဒါ train ခဲ့တယ်ပေါ့နော်တော့ New Delhi မှာရယ်ပြီးတော့ပန်ဂျပ်ရဲ့ Amritsar မြို့မှာပေါ့နော်အဲ့နှစ်မြို့မှာကျွန်တော်ဝင်ပြီးတော့10 ရက်နီးပါးလောက်ကျွန်တော်လေ့လာဖြစ်ခဲ့တယ်ပေါ့နော်ကျွန်တော်လေ့လာချင်တာကြတော့ရိုးရာမြေပြင်နဘန်းပေါ့နော်ဒါပေမဲ့အဲ့ဒီနဘန်းကိုမလေ့လာခင်မှာအရင်ဆုံးဒါ mat wrestling လို့ခေါ်တဲ့ဒါအောက်ကနေပြီးတော့ဖြာပါတဲ့ဒီကွင်းပြင်မှာအရင်ဆုံးကျွန်တော်တို့ဘယ်လိုတိုက်ခိုက်ရမယ်ပြီးရင်ပြိုင်ဘက်ကတိုက်ခိုက်လာလို့ရှိရင်ဘယ်လိုမျိုးလဲကြရမယ်ဆိုတဲ့ဟာကိုအရင်ဆုံးလေ့လာရတယ်ပေါ့နော်အဲ့ဒီဟာကိုဘယ်လိုကြရမလဲဆိုတာမသိလို့ရှိရင်ခန္ဓာကိုယ်အရင်ထိခိုက်နိုင်တယ်ပေါ့နော်ဒီလူသစ်အနေနဲ့အဲ့ဒါကြောင့်မလို့ဒီလဲကြတဲ့စနစ်တွေပြီးရင်ဒါတိုက်ခိုက်တဲ့စနစ်တွေကိုအရင်ဆုံးဒီ mat wrestling မှာကျွန်တော်လေ့လာရပါတယ်
이거 리미트 리미트. 오!အရင်ဆုံးအဲ့ဒီလိုလေးလာပြီးတော့နောက်တစ်ဆင့်ကကြတော့ဒီလောကတလင်းမြေပြင်မှာပါဘယ်လိုတိုက်ခိုက်ရမလဲပြီးရင်နီးစနစ်တွေကဘယ်လိုပြောင်းလဲသွားတယ်ပြီးရင်အမှတ်ပေးစနစ်တွေကဘယ်လိုရှိသွားလဲဆိုတာကိုနောက်ထပ်ပြီးတော့ဒါလေ့ကျင့်ရင်းနဲ့ဒါလေ့လာတယ်ပေါ့နော်ဒီမြေပြင်တစ်ပန်းမှာကြတော့ဒီဝစ်စုံကကြတော့ဝစ်လို့မရတော့ဘူးပေါ့နော်လုံးဝလန်ကုတ်ကလွဲပြီးတော့အခြားဘာမှဝစ်လို့မရဘူးနီးစနစ်တွေလည်းနည်းနည်းတော့ပြောင်းသွားတယ်ပေါ့နော်ဒီမြေပြင်မှာကြတော့အရန်နာတယ်ကွာဒီလားရှေ့ရတာကျင်သားမရဘူးဆိုရင်ဒီမှာတော်တော်လေးကိုထိခိုက်နိုင်တယ်ဒီဗီဒီယိုကကြတော့ဒါပန်ချက်မှာလေ့ကျင့်တော့ဗီဒီယိုပေါ့နော်ဒါပြိုင်ဘက်ကလျှက်တစ်ပြက်တိုက်ခိုက်လိုက်တဲ့ဟာကိုကျွန်တော်ကဘယ်လိုလဲကြရမလဲဆိုတဲ့ဟာကိုကွာအစင်းသစ်မဖြစ်လိုက်တဲ့အချိန်မှာဟိုခေါင်းစိုက်ပြီးတော့ကြာလိုက်ရင်ကြောပြင်းနဲ့လန်ကြရမယ်ဟာကွာခေါင်းမစိုက်ပဲနဲ့လက်ထောက်လိုက်မိတော့ခါကြတော့အဲ့ဒီမှာမျက်နှာကြီးနဲ့ကြာပြီးတော့ပေါ့ခောက်ပြီးတော့ချိုးလိုက်ပြီးဖြစ်သွားတယ်အဲ့ဒါတော့အရင်နားတယ်ပေါ့နော်အမှတ်တရပါဒီမှာကနည်းနည်းလေးကြီးတယ်အညိုမဲဆွဲနေတာပြီးတော့ဒီမှာကနည်းနည်းလေးသေးတယ်ပေါ့နော်ဂျိုင်းရနေပြီးတော့လက်နှစ်ဖက်နဲ့ညှက်ပြီးတော့ကင်ပေါက်ခံရတာကွာပြောင်းဆိုရဲအဲ့လိုသူ့ခန္ဓာကိုယ်ပေါ်လွင့်ပြီးတော့ကွာဂျွန်းပြန်ကြတာပေါ့အဲ့လိုမျိုးထိမိတယ်ပြီးတော့ဒီလိုမျိုးတထောင်စစ်မဟုတ်လက်ဖြန်တဲ့တထောင်စစ်အဆက်ပေါ့နော်အဲ့ဒါလည်းနာသွားတယ်ပြီးတော့ခါလည်းနာနေတယ်ပြီးတော့ခြေချင်းဝတ်လည်းလဲသွားတယ်ပေါ့နော်လွယ်တော့မလွယ်လားဘူးဒါကျွန်တော်လုပ်ချင်တဲ့အရာတစ်ခုကိုဒါလုံနိုင်ခွင့်ရလိုက်တယ်ပေါ့နော်အဲ့ဒါဆိုတော့ဒါကျွန်တော်တင်ဆက်ထားတဲ့ဒါ documentary video လေးပါဒါဘ ഹു တုတရမယ်လို့ထင်ပါတယ်အရင်အကြီးကြီးကြွမဟုတ်ပေမဲ့ဒါဒီအားကစားအကြောင်းကိုဝင်ရောက်လေ့လာပြခဲ့တယ်ပြီးတော့ဒါမိတ်ဆွေတို့ပြန်ပြီးတော့ share ပေးတယ်ပေါ့နော်ဒါဘ ഹു တုတသုံးတရားရမယ်လို့ထင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ